ဒီအပိုင်းနှစ်ကတော့ဒါမာစီရီတစ်ခုလုံးမှာရန်အနာရဆုံးနဲ့ကြည်ရအဆိုးဆုံးအပိုင်းပါပဲ။ Jeff ရဲ့ငယ်ဘဝကိုပြန်ပြထားပြီးမိဘတွေရဲ့လစ်လျူရှုမှုအထီးကျန်မှုတွေကနေအသေးကောင်းတွေကိုစိတ်ဝင်စားတဲ့ယောဂဘလို့စဖြစ်လာလဲဆိုတာတွေ့ရပါမယ်။ဒါပေမဲ့ဒီအပိုင်းရဲ့အဆိုးဆုံး spoiler ကတော့ Conorex ဆိုတဲ့ဖိယန်မန်စကွတ်ပါပဲ။ပြောမယ်နော်မိတ်ဆွေအနေနဲ့ကနုံနုံနဲ့ကိုယ်တိုင်ခံစားချင်တာကြိုပြောတာကိုမကြက်ရင်ဒီဗီဒီယိုကိုဒီမှာပဲရက်လိုက်ဖို့အကြံပေးပါတာစေ။ Jeff က14နှစ်အရွယ်ကောင်လေးတယောက်ကိုဓာတ်ပုံရိုက်ဖို့ခေါ်လာခဲ့တယ်။ခေါင်းကိုလွန်ဆက်နဲ့ဖောက်ခံထားရပြီးဆေးမိနေတယ်လို့ရိုင်နဲ့လမ်းမှာပေါ်ကိုထွက်ပြေးလာတဲ့ကောင်လေးကိုတွေ့ရတဲ့အချိန်ကတီးထိတ်ရင်ဖို့အဖြစ်ဆုံးပဲ။အိမ်ကြီးချင်းတွေကဒါကလေးပါJeff နဲ့ပြန်မထည့်လိုက်ပါနဲ့လို့အော်ဟစ်နေတဲ့ကြားကပဲရောက်လာတဲ့ရဲနှစ်ယောက်ကကလေးကိုငရဲခန်းနဲ့ကိုမှအရောက်ပြန်ပို့ခဲ့ပါတယ်။တွေးထွက်နေတဲ့ကောင်လေးကိုတော့မကယ်တင်ခဲ့ပါဘူးတဲ့။လုံးဝကျွတ်စင်ကြီးပဲ။ဒီမြင်ကွင်းကလူကိုဒေါသထွက်လို့လူတုံသွားစေပါလိမ့်မယ်။ Jeff ဟာ monster တကောင်ဆိုရင်အဲ့ဒီညာကရဲတွေကတော့သူ့ကိုအစာကျွေးခဲ့တဲ့သူတွေပါပဲ။ဒီအမားတစ်ခုတည်းကြောင့်နောက်ထပ်လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ Jeff ဟာလည်းဆက်လက်လှုပ်ရှားမှုအခွင့်အရေးရသွားခဲ့ပါတော့တယ်။ ဒီဇလန်လေးကိုစိုက်တယ်ဆိုရင် like and share လုပ်ပေးပါနော်။နောက်ထပ်ဒီဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုတာကိုယ့်မှာလုပ်ပေးနိုင်ပါတယ်။ဇလန်ကောင်းလေးကိုမလွတ်ချင်ဘူးဆိုရင်တော့အခုဒီ page ကို follow လုပ်ထားလို့နေပါမယ်နော်။